ဆုတောင်းနေုံနဲ့ရမယ်ဆိုရင်နဲ့လောကလူတွေဟာတူညီသောအကျိုးကျေးဇူးကိုရနေကြမှာပဲဘာဖြစ်လို့တော့ဆိုရင်လူတိုင်းဟာအကောင်းကြိုက်တာကြီးဖြစ်သောကြောင့်အကောင်းကိုရအောင်ဆုတောင်းနေကြမှာပဲတဲ့အဲ့ဒါကြောင့်မို့မြတ်စွာဘုရားအမိန့်ရှိတယ်ဆုတောင်းပြီးတော့ယူရာမျိုးမလုပ်သင့်ဘူးတဲ့လက်တွေ့ကျင့်သုံးလိုက်နာခြင်းကိုသာလေလုပ်သင့်တယ်အသက်ရှည်ခြင်းရဲ့အကြောင်းတရားကောင်းကိုစီးဖို့အထောက်စီစဉ်ဥစ္စာကြွယ်ဝခြင်းစီစဉ်ဥစ္စာကြွယ်ဝခြင်းအကြောင်းတရားကိုလုပ်ရကျမ်းမာခြင်းရဲ့အကြောင်းတရားကိုလုပ်ရဆုတောင်းနေုံနဲ့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဆိုတာထို့သုတ်တန်တွေမှာရှင်းကြီးတိတိပပကြီးဟောကြားထားတာရှိပါသို့တော်လည်းလူတွေဟာအကျင့်ကြီးပါနေသည့်အတွက်ကြောင့်နတ်တွေထံမှာဆုတောင်းတဲ့ပုံစံမျိုးနဲ့ဘုရားစီမှာလည်းဆုတောင်းဆုယူမှုတွေဟာ